ဘာလာချပေးနေရလဲငါအောင်မမိတော့မယ်ဟာတော့ပဲဟေးလူနေတာနဲ့တော့ဟိုဘာလဲမဆိုးဘူးဗျာနော်ကျင်းသွားလေဘာလို့လာချပေးနေရလဲဟာနေတော့ပဲဓာတ်ယူလာပေးဆိုဘာတွေမှမသိဘူးမျိုးပဲဒီယိုအဲ့ဘယ်ထုတ်ပြဝယ်လို့သေးလားကိုကြီးပဲကိုထုတ်ချင်တော့မထုတ်ချင်နေဗျာဒီမှာကျွန်တော်ဒါတို့အသုံးတက်နေတယ်အတော်ခုတ်လို့ကောင်းမဲ့ပုံပဲကိုကြီးဟာကျမမမိတော့မယ်ရှင်ဦးကဘာများလို့ကဲတို့တိတ်တွေးချင်နေတယ်ဆိုတော့ထုတ်ပြရတော့ညီစမ်းမအောင်ဟဲ့ဒီမှာမေးနေလို့ငါတို့ Austin Electronic ကဖြတ်နေလေဆိုလာပန်ကာတွေမီးဘူးတွေဒဲနေနေကိုချထားပေးတာပစ္စည်းတွေကုန်နေလို့တဲ့ခဏနေကုန်နေငွေလာချေလိုက်မယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ငွေသားနဲ့လည်းချီလို့ရပါတယ်ရှင်ဟုတ်ကဲ့ဆိုလာပန်ကာကလေအရန်ရန်ကောင်းတော့လေအခုလောဆယ်ပစ္စည်းလေးတော့ပြတ်နေတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့တပီလေးတွေလားတပီလေးတွေညီမတို့ရှေ့ဖြတ်နေတာပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီမှာတော့ပိုးအဆင်ပြေတယ်ကြားတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါဝီလာပေးတေးချိုင်ထားကြတော့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒီချက်တင်ပြပါမယ်လေအကိုကြီးကိုကျွန်တော်ပြောပါတယ်ဒီမှာအဆင်ပြေမှာပါလို့လုံးဝကွက်တီနေတာလို့မင်းတဏီရထဲမှာအဆင်ပြေလို့အခြားထပ်ပြတယ်မဟုတ်ဘူးဟုတ်ပါတယ်ဗျာအဓိကတဏီရထဲမှာအဆင်ပြေလို့ပဲမြင်မြန်စီပြီးတော့မြင်မြန်ပြီးတာပေါ့ကိုကြီးကကဲထုတ်တယ်ဆောင်ကိုကြီးတိတ်လိနေပြတာကြီးထုံးမနေပါနဲ့ဦးလေးတို့ရဲ့ဟဲ့ပလဲမချီတာကြီးတော့ယူခဲ့တော့ဘယ်ဆိုလဲထားတော့နဲ့တယ်နော်ကျွန်တော်ရိတ်ပြရဲ့အကောင့်ကျွန်တော်ပြောတယ်ပြောသူတို့ညကတင်းတည်တယ်အဆင်ပြေတယ်လို့ဒါနဲ့ဒီသူတို့မျိုးတော့ထုတ်ပြဖို့လိုတယ်ကွာရပါရဲ့ရှင်ဒီမှာခမနေရပြန်တော့ပြနေပတ်စံဒီလိုသွားပါလို့ရှင်ကဲပါယူတော့ပါကျမမအော်ပါဘူးရဲလည်းမတိုင်ပါဘူးဘာလို့မှလည်းမသိဘူးကွာငါတို့လူချင်တာဒီလိုတက်မီမျိုးနောက်ထပ်၄-၅လုံးတော့လူချင်လို့ဒီဆန်ဖြန့်တာဟုတ်မဟုတ်လားသေချာလားလာမေးတာဒါဟုတ်လားမေးတာပြောနေရောဒီဟုတ်ငါတို့ဓမြထိုင်နေပြီကိုကြီးရဲ့ဩတရိုးဆိုတာသူ့လားဟုတ်တယ်တရိုးကဒီမှာနေအခုမှဘာလို့ငိုနေရလဲငါမတမီလေးတလက်နဲ့